မင်္ဂလာပါကျွန်တော်ဒီဗီဒီယိုလေးကိုလုပ်ပေးရတဲ့အကြောင်းရင်းကတော့ကျွန်တော်တို့ယောက်ျားတွေကိုလို့ယောက်ျားကောင်းတစ်ယောက်လို့ခံယူထားတဲ့ယောက်ျားတိုင်းတိထိုက်တယ်ထင်လို့ကျွန်တော်ကဒီဗီဒီယိုလေးကိုလုပ်ပေးရခြင်းဖြစ်ပါတယ်အခုကျွန်တော်ပြောမယ့်အကြောင်းအရာတွေကကျွန်တော်အသက်52နှစ်ထဲဝင်လာပြီပေါ့နော်52နှစ်ပေါ့အဲ့တော့ကျွန်တော်တို့ဒီ52နှစ်ဖြတ်တန်းခဲ့တဲ့ကျွန်တော်တို့ကိုယ်တွေ့တွေကျွန်တော်တို့မိတ်ဆွေအပေါင်းအသင်းပါဝင်းကျင်မှာကြားခဲ့ရတဲ့ကြုံတွေ့ခဲ့ရတဲ့ဖြစ်စဉ်တွေကိုကျွန်တော်ပြောပြပေးပါပါအိမ်အောင်ရှိတဲ့အမျိုးသား relationship ချစ်သူရည်စားရှိတဲ့အမျိုးသားတိုင်းနားထောင်တင်ပါတယ်เนาะအိမ်အောင်ရှိတဲ့အမျိုးသားတိုင်းနားထောင်တင်တယ်လို့ကျွန်တော်ကပြောချင်ပါတယ်ကျွန်တော်တို့အမျိုးသားတွေတော်တော်များများစီးပွားရေးပြည်လဲလာတဲ့အချိန်မှာလွဲမှားတဲ့အယူဝါဒတွေအယူအဆတွေပေါ့နော်လွဲမှားတဲ့အယူအဆတွေစပြီးတော့ဖြစ်လာကြတယ်တွေးလာကြတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့တွေကအလုပ်ကိစ္စကြောင့်တော့၎င်းတခြားကိုယ်စိတ်အပန်းဖြေဖို့ကြောင့်တော့၎င်းတစ်ခုခုနဲ့ကျွန်တော်တို့ကအများစုသွားကြတဲ့နေရာတွေက KTV မာဆက်ဘီယာဆိုင်စင်တင်တွေပေါ့နော်တော့စပါဒီလိုနေရာတွေကိုကျွန်တော်တို့သွားကြတာပေါ့အဲ့တော့သွားတဲ့နေရာမှာအလုတ်လောက်ကင်စားတောက်နေတဲ့ main ကလေးတွေကိုကျွန်တော်တို့တွေကငွေရလဲပိုရှန်နေပြီဖြစ်တဲ့အတွက်ငွေပုံငွေရှန်တွေရလဲစီးပွားရေးကောင်းလာပြီလေငွေပုံငွေရှန်တွေရှိနေပြီဆိုတော့ကျွန်တော်တို့ကအဲ့ဒီမှာအလုတ်လုတ်တဲ့ကလေးတွေထဲမှာစကားပြောကောင်းတဲ့အသားရည်ရုပ်ရည်လှပတဲ့ main ကလေးတွေကိုကျွန်တော်တို့ကအရန်ကဲ့တင်ခြင်းတယ်သူတို့ဘဝလေးတွေသူတို့ပြောတာတွေကိုကျွန်တော်တို့ယုံကြည်ပြီးတော့ပေါ့နော်ကဲ့တင်ခြင်းတဲ့စိတ်တွေဖြစ်ကြတယ်ပေါ့ကဲ့တင်ခြင်းတဲ့စိတ်တွေဖြစ်ကြတယ်ဒီတော့ဒီ main ကလေးတွေကဒီ main ကလေးတွေရဲ့အကြောင်းကိုလည်းပြောပြမယ်အဲ့ဒီကျွန်တော်ခုနကပြောတဲ့နေရာတွေမှာအလုပ်လုပ်တဲ့ main ကလေးတိုင်းကသူတို့မိသားစုနောက်ခံ background အကုန်လုံးကသူတို့ကိုအနောက်ကနေတွန်းအားပေးပြီးပတ်စံရှာခိုင်းနေတာအဲ့တော့သူတို့စီကိုရောက်လာတဲ့တက်ကြီးရွယ်ကိုအ ਨੇ ဆုံးတော့ကျွန်တော်တို့အသက်အရွယ်အစပြီကျွန်တော်တို့ထက်ကြီးတဲ့အရွယ်တွေကိုသူတို့ကပြစ်မှတ်ထားပြီးတော့သူတို့ကစပွန်ဆာရှာတယ်ပေါ့ဗျာပြောရင်တော့စပွန်ဆာရှာတာပေါ့သူတို့ပတ်စံရအောင်သူတို့ဒီမျိုးစုံနဲ့သူတို့လုပ်တယ်လုံးဝကိုရီဘာကြိုက်လဲယောက်ျားတယောက်ကိုအိမ်မှာကိုမိသားစုကိုမိန်းမဂုံတိတ်ခါရှိတဲ့မိန်းမတယောက်မလုတ်တဲ့အရာတွေမှန်သမျှကိုအဲ့ဒီမိန်းကလေးတွေကလုတ်တယ်အဲ့လိုမိန်းမလေးတွေကလုတ်တယ်လုတ်တော့အဲ့လိုအပြုစုအယူရတွေနဲ့ဒီယောက်ျားတွေကိုတိမ်သွင်းပြီးတော့ဒီယောက်ျားတွေပေးသမျှမပေးလဲပေးအောင်အတင်းအာရမပြောဆိုပြီးတော့သူတို့ကရောက်လာတဲ့ယောက်ျားတွေကိုသူတို့ကပြူဆွဲကြတာပါအဲ့ဒီမှာလူပြိုလူလွတ်ဆိုအကြောင်းမဟုတ်ဘူးအိမ်နောင်ရှိတဲ့ယောက်ျားတွေဆိုရင်အိမ်နောင်ရေးဖောက်ပြန်တယ်ဆိုတာအဲ့ဒီကနေစတာပဲကိုမိမကိုတရားဆွဲခဲ့မိတာဆိုရင်ကိုကအလကားနေထောင်ကြမှာကိုတွေကဂုံတိတ်ခါလဲကြသွားမယ်တော့ကိုသားမယားပေါ်မှာဩဇာလည်းမညောင်းတော့ကိုကလူမှုရေးဖောက်ပြန်လိုက်တဲ့အတွက်ကြောင့်အဲ့တော့ဘာလုပ်ရလဲဆိုလို့ရှိရင်ကျွန်တော်တို့တွေကဒီလိုနေရာမှာအလုပ်လုပ်တဲ့ main ကလေးတွေကဒီလိုပဲဆိုတာကိုကျွန်တော်တို့သိထားရမယ်ကျွန်တော်တို့သူတို့အတွက်ကျွန်တော်တို့ super hero ကြီးဖြစ်เสียမလို့ကျွန်တော်တို့ကကျွန်တော်တို့ရဲ့မိသားစုကျွန်တော်တို့ရဲ့အတိုင်းအဝိုင်းလေးမှာကျွန်တော်တို့က hero ဖြစ်ဖို့ပဲလိုတာကျွန်တော်တို့ဒီကိုအိမ်အောင်ဘက်
ကိုယ့်ရဲ့ဇနီးသားမယားပေါ်မှာကျွန်တော်တို့ပြောတဲ့စကားတွေအရာမဝင်ဘူးကျွန်တော်တို့ရဲ့စကားတွေကိုမိမသားသမီးတွေကနားမထောင်ဘူးဆိုတာကျွန်တော်တို့လောက်ရက်တွေမှားနေလို့ကျွန်တော်တို့အဲ့လူမှုရေးတွေဖောက်ပြန်လို့လောက်ကြတာများတယ်ဥပမာအခုဆိုရင်ကြည့်ကြည့်လေကျွန်တော်တို့တွေ stage show တွေတွားကြည့်တယ်နောက်တော့အခုဆိုရင်ဇက်ပွဲတွေပေါ့နော်ဇက်ပွဲတွေတွားကြည့်တယ်ဇက်မင်းသားတွေ stage show ပေါ်မှာ stage show ဆိုတဲ့လူတွေကိုမိမကြီးမမအသက်အရွယ်တွေပေါ့အသက်ကြီးရွယ်တွေပေါ့ကျွန်တော်တို့အသက်အရွယ်အစတာပေါ့ဗျာတချို့လဲ40လောက်ပါပါတယ်ဒီလိုအရွယ်တွေကပတ်စံတွေအထုတ်လိုက်စုချီးမြင့်နေတယ်ဆိုတာသူ့အိမ်မှာရှိတယ်သူ့ယောက်ျားလူမှုရေးဖောက်ပြန်တာပဲဖြစ်ဖြစ်တခုခုချိုယွန်းချက်ကြောင့်သူတို့လောက်တာလုံနေတဲ့မိန်းမကိုလည်းယောက်ျားကမသိဘူးလို့မထင်နဲ့အဲ့ယောက်ျားသိတယ်ဒါပေမဲ့ तू ပြောပိုင်ခွင့်မရှိဘူးဘာဖြစ်လို့လဲသိလား तू ကိုယ်တိုင်အပြစ်မကင်းလို့လေ तू ကိုယ်တိုင်အပြစ်မကင်းတဲ့အတွက် तू ပြောလို့ဆိုလို့လည်းမရအောင်သားသမီးဆိုရင်လည်းဒီလိုပဲဆုံးမလို့မရတော့ကိုယ်ပြန်ပြောမှလေဆုံးမအဲ့တော့ကျွန်တော်တို့တွေကဒီလိုနေရာမှာဒီလိုနေရာဒီမှာအလုပ်လုပ်နေတဲ့ main ကလေးတွေကိုကျွန်တော်တို့တနာတယ်ဆိုတော့အကြောင်းပြချက်ကြီးမသုံးပါနဲ့ယောက်ျားတစ်ယောက်ကိုယ့်အိမ်မှာကိုယ့်ဇနီးမယားနဲ့ကိုယ့်ဇနီးမယားနေထိုင်မကောင်းလို့ကျွန်တော်ပုံမှန်လင်းပြောမှာနော်ဇနီးမယားတစ်ယောက်နေထိုင်မကောင်းလို့ကျမ်းမာရေးမကောင်းလို့ကာမအိမ်တော်ရေးဒုက္ခမပေးဆက်နိုင်ယောက်ျားတစ်ယောက်ကလည်းမနေနိုင်မထိုင်နိုင်တောင်းညမ်းကျင်နေပြီဆိုရင်လိန်ပြောမယ်ရှိပါတယ်ဈေးကြီးနဲ့တန်မြတ်နေအများကြီးရှိတယ်နောက်တစ်ခုကကျွန်တော်တို့ကဘာတွေပါတုံးပြီးတော့ဆက်ဆံတာတို့ပါလို့ပေါ့နော်ဒါမျိုးတွေရှိတယ်ဒါမျိုးတွေကိုတွားပြီးဆက်ဆံလိုက်ခုနကကျွန်တော်ပြောတဲ့နေရာမျိုးတွေမှာတွားပြီးတော့ဒီ main ကလေးတွေကိုဟလာငါနည်းနည်းပပပေးလိုက်မယ်ကမ်းလိုက်မယ်ပြီးရင်သူတို့နဲ့တူတူပျော်ပါလို့ရတယ်ဆိုတော့ကက်စီနဲတဲ့အတွေ့ကိုတွားမတွေးပြီးမဝင်ကြနဲ့အဲ့ကက်စီနဲတဲ့အတွေ့စဝင်တာကိုမှားတာသူတို့ကနည်းနည်းပပနဲ့မရဘူးခမားတို့ကိုစပြီးလှုပ်လိုက်တဲ့အချိန်ကနေစပြီးသူတို့ကခမားတို့စီကပတ်စံကိုယူတော့မှာသူတို့မှာ record ရှိတယ်အဲ့တော့အိမ်အောင်ရှိတဲ့ယောက်ျားတွေအနေနဲ့ကကိုတာမယာကလွဲရင်ကြံတဲ့အပြင်မှာဟလာဘီယာဆိုင်သွားထိုင်တယ်စင်တင်သွားထိုင်တယ် KTV သွားတယ်တငယ်ချင်းပေါင်းတင်မိတ်ဆွေပေါင်းတင်အလုပ်အကင်နဲ့ပတ်သက်လို့သွားထိုင်တဲ့နေရာတိုင်းမှာတွေးခဲ့တဲ့မိန်းမတွေမိန်းကလေးတွေထင်မကြီးပါနဲ့သူအဲ့ဒီကလေးတွေမိန်းကလေးတွေတော်တော်များများအများစု69%ကသူတို့အိမ်မှာရှိတဲ့မိဘညီကိုမောင်နှမဆွေမျိုးသားချင်းအားလုံးကသူတို့ကိုနောက်ကတွန်းနေတာပတ်စံရှာဖို့အဲ့ဒီလူတွေကဘာစောက်လို့စောက်ကင်မှမလုပ်ဘဲနဲ့အိမ်မှာ2လုံးထိုး3လုံးထိုးနေခြင်းသလိုနေပျော်ပါနေတာအဲ့တော့အဲ့လိုအတိုင်းဝိုင်းတွေကကြီးပြင်းလာတဲ့ main ကလေးတွေကဒီလိုနေရာမှာသူတို့လောက်ကင်စားတောက်နေတာကသူတို့ကပတ်စံရလို့လုံနေတာအချိန်မရွေးသွားကြည့်ခမားမဟုတ်တဲ့နောက်တစ်ယောက်နဲ့လည်းအဲ့ဒီအတိုင်းပဲအဲ့တော့ကိုကဒီလိုနေရာတွေကိုတွားတတ်တဲ့ယောက်ျားဆိုရင်ဒီလိုမိန်းမတွေကိုမယုံပါနဲ့ကျွန်တော်မိန်းမတွေအားလုံးကိုပြောတာမဟုတ်ဘူးဒီလို KTV မာဆက်စင်တင်ဟလာဘီယာဆိုင်တွေမှာလှုပ်တဲ့မိန်းမတွေအများစုကိုပြောတာပါလူအများစုမိန်းမအဲ့ဒီနေရာတွေမှာအလုပ်လုပ်တဲ့မိန်းမအများစုပါခမားတို့အိမ်မှာရှိတဲ့ခမားတို့ရဲ့မိန်းမနဲ့သားသမီးကိုခမားတို့ဂယူးဆိုင်ပါနော်ကျွန်တော်တို့ကမနေနိုင်မထိုင်နိုင်ပြောတာပါမြင်ရတွေ့ရတာတွေတအားများလာလို့ကျွန်တော်တို့ကလူပြိုတွေချစ်သူရှိတဲ့လူပြိုကျွန်တော်တို့ကဘာလှုပ်တင့်တယ်ဒါပေမဲ့ကျွန်တော်တို့မလှုပ်ဘူး
လူမှုရေးဖောက်ပြန်တယ်ဆိုတာကဘာကြီးတစ်ခုလုံးမှာဘာသာရေးနဲ့ပဲကြည်ကြည်လူမှုရေးနဲ့ပဲကြည်ကြည်လူမှုရေးဖောက်ပြန်တယ်ဆိုတာတိတ်ယွန်ဖို့ကောင်းတာပါတိတ်ရှက်ဖို့ကောင်းတယ်ဘယ်သူမှလူရမဝင်အောင်ပဲအဲ့တော့အဲ့လိုအဖြစ်ဆိုမျိုးကိုမကြုံဖို့အတွက်က KTV မာဆက်စပါစင်တင်ဘီယာဆိုင်တွေတွားတတ်ရင်တတိလေးနဲ့နေပါမတနာပါနဲ့မตายာမိပါစေနဲ့လို့ကျွန်တော်ကဒီနေရာကနေပြီးတော့ကျွန်တော်တို့ယောက်ျားတုပေါ့နော်တကြီးရွယ်ကိုကျွန်တော်တို့အရွယ်တယ်ကျွန်တော်တို့ရွယ်တဲ့ကြီးတဲ့ယောက်ျားတွေအတွက်ကျွန်တော်ကအကြံဉာဏ်ပေးတာပါဒါကျွန်တော်တို့မြင်နေရတာတွေကို